Count and shape ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျမတို့ရဲ့အသစ်တင်ဆက်မယ့် series ဖြစ်တဲ့ useful AI hacks ကိုစတင်တော့ပါမယ်ဒီကနေ့တော့ AI tools တွေကနာမည်ကြီးပြီးတော့လူသုံးများတဲ့ tools ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်း my favorite tool ပေါ့ဖြစ်တဲ့ ChatGPT ကိုယ့်ရဲ့အလုပ်တွေမှာဘယ်လိုအသုံးချသွားမလဲဆိုတဲ့ hack 5ခုကိုတင်ပြသွားပါမယ်ဆိုတော့ let's get started ပထမဆုံး hack က instant research assistant အနေနဲ့ ChatGPT ကိုသုံးလို့ရတယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ဥပမာဆိုကြပါစို့ ChatGPT ကိုသွားပြီးတော့ quantum physics နဲ့ပတ်သက်ပြီးတော့ကျောင်းရတစ်ခုကိုသွားမေးတယ် can you explain quantum physics in the simplest way even 10-year-old can understand ဆိုပြီးတော့ပြောလိုက်တယ်သူက quantum physics အကြောင်းစနစ်သားအောင်နားလည်နိုင်တဲ့ပုံစံမျိုးနဲ့စကားလုံးမျိုးသုံးပြီးတော့မှရှင်းပြပါပေါ့ဆိုဒီမှာဆိုလို့ရှိရင်ပုံလေးအောင်ပါတယ် quantum physics ဆိုတာဘာလဲဘာညာပေါ့ဆိုတော့ဒါ quantum physics မှမဟုတ်ဘူးတခြားကိုလုံးနေ research paper ကိုအတွက်ပဲဖြစ်ဖြစ်ဒါအားကြောင့်research paper ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုလုံးထဲမှာဖြစ်ဖြစ်လိုအပ်တဲ့အကြောင်းအရာတစ်ခုခုပဲဖြစ်ဖြစ်သွားပြီးတော့သွားမေးလို့ရတဲ့assistant instant research assistant အနေနဲ့သုံးလို့ရတယ်ဆိုတော့နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ email correspondent အနေနဲ့သုံးလို့ရတယ်အခုခေတ်မှာအလုပ်တွေအများများလာကြတဲ့အချိန်မှာ email တွေကလည်းနေ့စဉ်နဲ့မျှ mail တွေအများကြီးရရှိတယ်ဆိုတော့အဲ့ဒါအတွက်လည်း cost time consuming အရင်ဖြစ်တယ်ဆိုတော့ ChatGPT ကအဲ့ဒီ gap ကိုဖြည့်ပြီးတယ်သူက email ရေးရဲ့နေရာမှာကူညီပေးတယ်ထောက်ပံ့ပေးနိုင်တယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲလို့ပြောလို့ရှိရင်ပြောလိုက်မယ် can you write an email software supplier အတွက်ကိုငါတို့software upgrade လုပ်ဖို့အတွက်ကို appointment လုပ်ချင်ပါတယ်ဆိုတော့ email ဆောင်ရေးပေးပါဆိုတော့ email draft ထုတ်ပေးတယ်အဲဆိုလို့ရှင်ဒါကိုပဲဖတ်လိုက်မယ် okay ဒါသူရေးထားဟုတ်တယ်မှန်တယ်လိမ့်လိမ့်မှာတစ်ခါတည်းကြလို့ရှင် can you a little bit more polite or like something like that မနည်းနည်းဒီထက်ပိုရင်ကြည့်အောင်လုပ်ပေးပါလားလို့ဟိုနေရာမှာပြင်ပေးပါဒီနေရာပြင်ပေးပါကိုယ့်ရဲ့ assistant တယောက်ကိုပြင်ခိုင်းတယ်လို့မျိုးပြင်ခိုင်းလို့ရတယ်ဆိုတော့ second ကemail correspondent number 3 က multilingual assistant C3PO multilingual assistant ကအနေနဲ့ဘယ်လိုသုံးလို့ရလဲခုနကပြထားတဲ့ email မှာပဲသွားပြီးတော့ပေါ့နော်ဒီမှာဆိုလို့ရှိရင် can you translate it in German German လို့ပြန်ပေးပါဦး German supplier ကိုနောက်ထပ် software တတိယ software က German supplier ရှင်းနေဝယ်ထားတဲ့ software ငါတို့ German supplier နဲ့ဆက်သွယ်ရမှာပေါ့ဒီမှာဆိုရင် email စာကိုကအစပေါ့နော်ဒီမှာဆိုလို့ရှိရင်ခေါင်းစီကအစပြီးတော့မှစာကိုမှဆိုလို့ရှိရင်လည်းဘယ်လိုရေးထားဒါမှန်လားမှန်အောင်လားပေါ့ဒါဆိုရင်ပြင်ကြည့်ရပေါ့ဒီထက်နည်းနည်းလေးပို့ပြီးပေါ့ပါရေးပေးပါအောင်လို့ဒီမှာဆိုရင်ဒီနေရာကိုငါဖြုတ်လိုက်မယ်ဘာလို့ဆို English အရန်ဆက်နေရပေါ့ဆိုပြီးကိုယ့်ဘာသာကို edit လုပ်တာမျိုးဖြစ်တာမို့လို့ရှိရင် ChatGPT ကိုပြန်ရေးခိုင်းတာမျိုးဖြစ်လေရေးလို့ရတယ်ဆိုတော့ ChatGPT ကို multilingual assistant အနေနဲ့လည်းသုံးလို့ရတယ်နောက်တစ်ခုကcoding assistant လူတိုင်းပြောနေကြတဲ့ coding ဆိုတော့ ChatGPT ကို code တွေကိုရေးခိုင်းလို့ရတယ်ဘယ်လိုလဲဆိုတော့ဥပမာပြမယ်အလွယ်ကူဆုံးလေးဥပမာလေးက PHP programming မှာပဲဆိုကြပါစို့ဝီရမ်းမြန်သွားတဲ့လက်ကတော်သေးPHP programming မှာ post method ကိုသုံးထားတဲ့ grep system ရဲ့ two column grep system ရဲ့ form ပေါ့နော် form နဲ့ PHP code ကိုရေးပေးပါလို့ပြောလိုက်တယ်ဆိုတော့ junior programmer ကို senior programmer ရေးခိုင်းလိုက်တဲ့ပုံစံမျိုးပေါ့ရေးခိုင်းလိုက်တယ်ဆိုရင် ChatGPT ကနေဒီလိုရေးမယ်ပေါ့တခါလေကြာလို့ရှိရင်ကိုကတခါတဲ့ form ထဲမှာဘာတွေထည့်မယ်ဆိုတာပါကြိုပြီးထည့်ပေးလိုက်တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ပို့ပြီးတော့ဒီကြားတဲ့ကိုရဲ့ form format တခါတဲ့ထွက်လာတယ်ပေါ့ဆိုတော့ number 4 က coding assistant အနေနဲ့သုံးမယ်နောက်ဆုံးတစ်ချက်က
ကျွန်မအကြိုက်ဆုံးသဘောအကျဆုံးက intelligent assistant အနေနဲ့သုံးလို့ရဟာ ChatGPT ကိုတိုင်ကလည်း artificial intelligence ရွေးဘာ intelligent assistant ပြောချင်တာလဲဆိုတော့ဒါကတော့ညွှန်ထားတာပေါ့နော်ဒီမှာ ChatGPT မှာဒီ photo နဲ့ file တွေ upload လုပ်လို့ရတဲ့နေရာရှိတယ်ဥပမာဆိုကြပါစို့ခလေးစာအုပ်ရောင်းထားတဲ့အယောင်မနစ်ကတော့စာအုပ်ဒီနှစ်အယောင်ပေါ့နော်အဲ့အယောင်ကိုကြည့်ပြီးတော့မှ sales focus လုပ်ခိုင်းတာမျိုးပေါ့ Can you အောင်တလို့ပဲပေါ့နော်ဒီမှာဆိုလို့ရှင်းလှမ်းပြောလိုက်တယ်ငါ့ကိုဒီမှာဒီရဲ့ sales ကိုဒီနှစ် sales ကိုကြည့်ပြီးတော့မှနောက်နှစ်အတွက် sales ကို focus လုပ်ပြီးပါပြီးတော့ငါရဲ့ဒီ expense တွေကိုမူတည်ပြီးတော့မှစိတ်ပူလိုနေလားမလိုဘူးလားပေါ့ဆိုတော့ ChatGPT ကို file နေပြီးလိုက်ပြီးတော့မှအဲ့ file တွေပေါ်မှာမူတည်ပြီးတော့မှ analyze လုပ်ခိုင်းလို့ရတယ်ဆိုတော့ဘာဖြစ်နိုင်လဲ focus လုပ်ခိုင်းလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်အမှားပါနေလားစခိုင်းလို့ရတယ် programming code တွေကို upload လုပ်လိုက်ပြီးတော့မှအမှားပါနေလားစခိုင်းလို့ရတယ်တို့ဒီမဟုတ်complex ဖြစ်တဲ့ဒီ software configuration file ကိုပေးပြီးတော့မနက် file ပေးပြီးတော့ဘယ်နေမှာကွာနေရလဲလူမျက်စိနဲ့ဆိုရင်ရှင်းသွားတာပဲဖြစ်နိုင်တယ်မမြင်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်အရန်များပြီးတော့တခြားမကြည့်တတ်တာလည်းဖြစ်နိုင်တယ်အဲ့လိုဟာတွေရှောင်ပေးတယ်သူကအလုံးဝအရန်ကောင်း analyzing tool လည်းဖြစ်တယ်ဒါဆိုလို့ရှိရင်အနှုတ်ဖြစ်ထွက်နေတယ်ပေါ့နော်ဒါဆိုလို့ရှိရင်9လ12လမှာ9လထွက်နေအနှုတ်ထွက်နေရပေါ့ဒါဆိုလို့ရှိရင်သူကစိတ်ပူဖို့လိုတယ်ဘာတွေဘယ်လိုလုပ်ရမလဲတခါလေကိုယ့်ရဲ့ financial assistant လို့တော့မှသူကကိုလုပ်ပေးသွားတယ်ဆိုတော့ဒီနေ့တော့ mouse ကပြောင်းနေဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲနောက်တစ်ပတ်မှာ ChatGPT ထဲမှာtemporarily ဘယ်လိုတော့မလဲနောက်ပြီးတော့ရှိပြီးသားကို research လုပ်ထားပြီးသားကိုမေးထားပြီးသားမေးခွန်းတွေဘယ်လိုဖြတ်မလဲပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီ Google လိုမျိုး Drive တွေနဲ့ဘယ်လိုချိန်မလဲဆိုတာကိုနောက်တစ်ပတ်ကြာရင်ပြန်ပြီးတော့ထပ်ပြီးတော့ပြပေးသွားပါအောင်မယ်ဒီတလောက်လေးတွေပေါ့နော်ဆိုတော့ see you again and thank you very much bye